မင်္ဂလာပါအခု lesson ကတော့ဒီ color box ညာဘက်မှာရှိနေတဲ့ color box အကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်ဒီ color box လေးပြောင်းနေခဲ့ရင်ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့အတိုင်း window menu တွေကသွားခေါ်လို့ရတယ် keyboard ကနေ control J နဲ့လိုက်လို့လည်းရှားပါတယ်အဲ့တော့အခုဒီ color box ကိုအသုံးပြုပြီးတော့ကျွန်တော် color သွင်းတဲ့ပုံစံလေးတွေကိုလေ့လာကြည့်အောင်အဲ့တော့ဒီမှာ software တစ်ခုကျွန်တော်ဆွဲလိုက်တယ်စဝိုင်း3ခုဆွဲလိုက်တယ်ဒီမှာအခုကျွန်တော် pointer နဲ့ထောက်ပြီးတော့ဒီထဲမှာအတွင်းကာလာထည့်ခြင်းရင်ဒီအလဲကောင်ကကြက်ရှိကလေးကိုဖေးလို့ခေါ်ပါတယ်နှိပ်ပြီးတော့အတွင်းကာလာထည့်လိုက်တယ်အပြင်ကာလာထည့်ခြင်းရင်ဘေးကအတုံးလေးကိုစတုပ်လို့ခေါ်ပါတယ်စတုပ်ထည့်လိုက်တယ်ဒီစတုပ်ကတန်ဖိုးသေးတဲ့စတုပ်ကို element တွေကနေစတုပ်ကနေသွားပြီးတော့ကျွန်တော်တို့ထူလိုက်လို့ရပါတယ်ဒါဖေးကာလာနဲ့စတုပ်ကာလာနဲ့ကိုထည့်တဲ့နီလန်တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီအလဲကောင်ကနမ်ဆိုတာတော့ကာလာမရှိတာကိုဘေးကစတုပ်နဲ့ကျွန်တော်တို့အပြားစတုပ်နဲ့ထည့်လိုက်တယ်အဲ့တော့ဒီလိုမျိုးအလဲကောင်မှာအတွင်းကာလာမှာနမ်ထားတဲ့အခါမှာတော့ဘာထူးခြားမှုရှိလဲဆိုရင်ရွှေ့တဲ့အခါမှာအလဲကောင်ကနေရွှေ့လို့မရပါဘူးဒီစတုပ်ပေါ်ကနေပဲရွှေ့လို့ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုတွင်းနည်းတစ်ခုကတော့ဒီဘက်ကအတုံးကတော့စတုပ်လည်းမပါဘူးလုံးဝကာလာ1ကာလာထည့်တဲ့အခါမှာသူ့ကိုသုံးပါတယ်သူကတော့စတုပ်လုံးဝမထည့်ဘူးသူလိုမျိုးအပြင်ကာလာမထည့်တဲ့အခါမျိုးမှာကာလာတစ်ယောင်လည်းထည့်တဲ့အခါမျိုးမှာဒီဘက်ကအတုံးကိုအသုံးပြုလို့ရပါတယ်အဲ့တော့ကာလာတွေအသုံးပြုရင်လည်းကျွန်တော်တို့ဘာဆက်သိထားရမလဲဆိုရင်ကာလာရဲ့percent ကိုဒီမှာ page finger မှာ TI နဲ့တင်လို့ထည့်ထားတာရှိတယ်အဲ့တင်ရဲ့အရောင်ကိုကျွန်တော်တို့က percent နဲ့ short ချလိုက်မယ်ဆိုရင်ဒါပန်းရောင်ရဲ့ magenta ရောင်ရဲ့ 40% တဝက်ပေါ့နော်တဝက်ဆိုလို့ရှိရင်90%တဝက်ဖြစ်သွားမယ် percent နဲ့90%ဒါ 40 ပါအဲ့တော့ဒီမှာဒီ color တွေကိုဒီမှာကာလာ9ရောင်ပါတဲ့ဟာကိုကိုယ့်ဘက်ကိုရောင်ထပ်ရှာခြင်းတဲ့အခါမှာကျွန်တော်တို့ဒီအောက်ကဒီစတိုင်ကာလာပေါက်တွေက new ကိုအမိုက်ပုံးပေးက new လေးကိုနှိပ်ပြီးတော့ဒီ library မှာလာရှာလို့ရပါတယ်ဒီ library ထဲမှာကျွန်တော် CRY1 ကိုရွေးမယ်အခုဒီထဲကနေပြီးတော့9ရောင်လေးတစ်ခုရွေးပြီးတော့ okay ပေးလိုက်ဒါဆိုရင်ဒီထဲမှာ9အရောင်ကိုရပြီဖြစ်မယ် okay ရောင်တွေပါတယ် green ရောင် green yellow ရောင်တွေပါတယ်ဒီမှာဒီ color နာမည်သိရင်လည်းရိုက်ထည့်ပြီးရှာလို့ရပါတယ်အခုဒီမှာ BICK brick ဆိုတဲ့အရောင်ကိုယူပြီးတော့ဒီမှာ okay ပေးလိုက်မယ်ဆိုရင်ဒီမှာ color တွေထပ်ရောက်လာမှာဖြစ်ပါတယ်အဲ့ဒါ page maker မှာကျွန်တော် color နံပါတ်တွေနဲ့တောင်းရတဲ့အခါရှိတယ် app နဲ့စတဲ့ color နံပါတ် DIC နဲ့စတဲ့ color နံပါတ်တွေ DIC 2266P ဆိုပြီးတော့မှ color နံပါတ်တွေရှိတယ်အဲ့ဒီချို့ sign တွေမှာဗနိုင်းဆိုင်တွေမှာဆိုရင် color နံပါတ်တွေဘယ်ရောင်ထည့်မလဲဆိုပြီးရွေးထားတာမျိုးတွေအပြင်မှာဗနိုင်းနဲ့ထုတ်ထားတာမျိုးတွေရှိတယ်အဲဒီခါကျရင်ဒီ color နံပါတ်ကိုအတိအကျထောက်ပြလိုက်ရင်သူကအဲ color နံပါတ်ကိုရွေးချယ်ပြီးတော့ okay ပေးလိုက်ရင်ဒီမှာ color DIC 2392P ရဲ့ color နံပါတ်အရောင်ပဲဖြစ်ပါတယ်အဲ့တော့ဒီထဲမှာ color တွေကတော့အများကြီးပဲရှိတယ်ဒီအတိအကျပြောရရင်တော့ဒီအရေးအတွက်တွေကတစ်ခုတစ်ခုကိုအများကြီးပဲဒီဟိုအောက်ထုံးမှာဆွဲရှာကြည့်လို့ရတယ်လိုက်ပြီးရေးထားလို့လည်းရတယ်ကိုယ်တိုင်ကာလာဖန်တီးတဲ့အခါမှာတော့ကျွန်တော်တို့ဒီနေရာမှာကာလာကိုဖန်တီးခြင်းတဲ့ကာလာနာမည်ကိုအခုကျွန်တော်ပေးလိုက်မယ် expert လို့ပေးပြီးတော့ဒီ expert ရဲ့ကာလာအရောင်ကိုကျွန်တော်ဒီမှာစိတ်ကြိုက်လိုက်ရှာရင်းနဲ့မှာတခါကိုယ်တိုင်ဖန်တီးခြင်းတာဖြစ်တဲ့အတွက် percentage တွေကိုကျွန်တော်ရှိန်တော့မယ်အတုံးနေနဲ့တစ်ချက်ချင်းနှိပ်ပြီးတော့လိုအပ်တဲ့အရောင်လိုက်ရှာတော့အဲ့ဒါကိုယ်တိုင်ဒီစိတ်ကြိုက်ကာလာလေးကိုရပြီဆိုရင်ဘာလုပ်ရမလဲဆိုရင် okay ပေးလိုက်ရင်ဒီ expert နာမည်နဲ့ဒီထဲကိုရောက်မရောက်ကြည့်မယ်ဒါ expert နာမည်နဲ့ကိုယ်တိုင်ဖန်တီးထားတဲ့အရောင်သူပေးထားတဲ့အရောင်တွေကိုလုံးဝမသုံးဘဲနဲ့ကိုယ့်ဘက်ကိုကာလာဒီကနေရှိနေမှာဒီဘက်ကအလုံးလုံးတဲ့အပိုင်းတွေကိုအလွယ်တကူဒီကနေထည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကာလာ9ရောင်ပြင်ကာလာကစားနိုင်မယ်ဆိုရင်ကိုယ့်အတွက်အလုံးလုံးတဲ့နေရာမှာပို့ပြီးတော့မှတောင်းကြတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်